လမ်းဘေးရတဲဆုံးမှာပလုံကောင်းရင်းနဲ့နေရပေမဲ့အခုလိုအကျဉ်းစရိုက်တွေကြောင့်လူချစ်ခင်ခံနေရတဲ့မန္တလေးရဦးလေးကြီးမန္တလေးမြို့မှာတော့စာဝင်နေရေးအစမပြေကြတဲ့သူတွေလည်းများလာပါတယ်။လမ်းဘေးမှာသာခိုလုံနေထိုင်ရင်းနဲ့ဖြတ်တန်းနေရတဲ့သူတွေလည်းအများပြားရှိပါတယ်။အလူရှင်တွေထမင်းလာလူမှသာစားရတဲ့လူတွေလည်းအများကြီးရှိနေတာဖြစ်ပါတယ်။ဒီထဲမှာလက်တလောဆိုရှယ်မီဒီယာမှာလူပြောများနေတဲ့ဦးလေးကြီးတစ်ယောက်လည်းရှိပါတယ်။အဲ့ဒီဦးလေးကတော့ ZNC Spicy Challenge က Brighter Illusion ကသူ့အကောင့်ကနေဗီဒီယိုတင်ပေးရင်းနဲ့လူသိများလာခဲ့တာဖြစ်ပါတယ်။ဦးလေးကြီးကမန္တလေးမှာနေထိုင်သူဖြစ်ပြီးတော့လမ်းဘေးကတဲစုပ်လေးမှာနေထိုင်ရတာပါ။အဲ့ဒီတဲစုပ်လေးကလူနေဖို့စောက်ထားတာမျိုးတော့မဟုတ်ဘဲနဲ့ပစ္စည်းတွေတင်တဲ့အစင်သာသာလောက်တာရှိတာပါ။ဦးလေးကြီးကဖျို့ဖျဲစင်ပေါ်မှာအိတ်ဆက်ရတာခြေထောက်တောင်သေးချာချနိုင်မှာမဟုတ်ပါဘူး။ဒီလိုအချိန်ဒီမှာဦးလေးကြီးကပလုံကောက်ပြီးတော့ဝင်းရည်အတွက်ဖြည့်ရှင်းရပါတယ်။ခွေတွေပါပြုတ်ကြတော့မဲ့စပိန်လေးကိုစီးပြီးတော့ပလတ်စတစ်ပစ္စည်းတွေကိုလိုက်ကောက်ရတာဖြစ်ပါတယ်။ဘလောက်မှမကောက်ရတာတရက်မှ900 1000သာရတာပါ။အလူရှင်တွေထမင်းလူပေးမှသာဝဝလင်လင်စားရတာဖြစ်ပါတယ်။အဲ့တော့လေဆောင်းနေဆိုရင်လောငါမရှိသလိုအမိုက်ပုံကြီးကြားရတွေးတဲ့ဆောင်းတွေကိုယူပြီးတော့ခြုံနေရတာဖြစ်ပါတယ်။အမိုက်ပုံမှာပါလာတဲ့ဆောင်းတွေကိုယူလျှော်ပြီးတော့ဆောင်းချုံရင်းနဲ့ဖြတ်တန်းရတာဖြစ်ပါတယ်။ဒါပေမဲ့ဦးလေးကြီးကစီကန်းရှိသလိုလူတကာကလည်းယူသေးကြတယ်။အလူရှင်တွေအပေါ်မှာဆိုလဲဆရာကြီးလို့ခေါ်ပြီးတော့ဇီအိုက်ကတော်တော်လေးကောင်းတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲဦးလေးကြီးကို TikTok ပေါ်ကလူအများကသတိထားမိလာကြတာဖြစ်ပါတယ်။ဦးလေးကြီးကစပိန်အစုံနဲ့ဖြစ်နေလို့ဆိုပြီးတော့စပိန်အသစ်တစ်စီးတောင်မှဝယ်လူပေးခဲ့ကြပါတယ်။စပိန်အသစ်ရပြီးမို့ပလုံကောက်တဲ့အချိန်မှာအဆင်ပြေသွားပါတယ်။ဒါအပြင်စပိန်အသစ်လေးကိုလည်းအလကားရတယ်ဆိုပြီးတော့ဖြစ်တယ်လို့မထားပါဘူး။လာလူရတာအနေဆုပ်ပေမဲ့အချင်းစရိုက်ကတော့တေတေတက်တက်နဲ့အဆင့်ရှိနေထိုင်တာဖြစ်ပါတယ်။စပိန်ကိုလည်းသူရဲ့ရိုင်းနေတဲ့တဲလီနာမှာဂျိုးနဲ့ထုတ်ပြီးတော့ထားခဲ့တာပါ။ဒါအပြင်ဆေးရီပုံကုန်းမှာဆိုလို့ဆိုပြီးတော့ဆောင်းတဲ့တောင်မှခံထားတာဖြစ်ပါတယ်။အဲဒီဦးလေးကြီးကလူတိုင်းကိုဆရာလို့ခေါ်နေတာကြောင့်တချို့ကလည်းထူးဆန်းနေကြတာပါ။တကယ်တော့ဆရာလို့ခေါ်ရတဲ့အကြောင်းရင်းကတစ်ချိန်တုန်းကဆရာလို့ခေါ်ရတဲ့အကြောင်းရင်းအစိုးရဖွဲ့စည်းမှာလက်အောင်ငယ်သားဖြစ်လုပ်ခဲ့ဘူးတာကြောင့်လို့သိရတယ်။ဒါကြောင့်မို့ဆရာလို့နှုတ်ကြွေးနေတယ်လို့လူတိုင်းကိုလည်းယူသိနေရဖြစ်ပါတယ်။ဒါအပြင်တသက်ရက်နေထိုင်တဲ့အောင်လည်းသင်ယူထားတာပါ။တချို့ကဦးလေးရအလုံးမလုံးပဲအလူငွေတောင်းနေရလို့ထင်ကြပါတယ်။တကယ်တော့သူ့အနေနဲ့အလုံးမလုံးတာမျိုးမရှိဘဲနဲ့ရှိရလေးနဲ့ဖြစ်အောင်ပလုံကောက်ပြီးတော့ဝမ်းရည်အတွက်ဖြည့်ရှင်းနေရပါဒါပေမဲ့ငွေရအများကြီးမရလို့သာအစမပြေတိုင်းဖြစ်နေရပါပလုံကောက်လို့ရတဲ့ငွေရတစ်နေ့ထမင်းသုံးနဲ့စားဖို့မလုံလောက်ပါဘူးအင်ဂျီယာမဲတွေလည်းများသလိုအားလုံးကပလုံကောက်ပြီးတော့ဖြည့်ရှင်းကြတာမို့လူကောက်ရတဲ့အခြေအနေတောင်ဖြစ်နေတာပါဒါကြောင့်မို့တချို့ရက်ဆိုရင်တော့ထမင်းစရိတ်အတွက်ရပေမဲ့တချို့ရက်ဆိုရင်တော့အလူရှင်တွေလာကြွေးမှပဲစားရတာမျိုးဖြစ်ပါတယ်တချို့ကလည်းဦးလေးကိုအလုပ်ပေးခြင်းစိတ်ရှိနေကြတာပါလုံနိုင်တဲ့အရွယ်ဖြစ်တာမို့အလုပ်တစ်ခုပေးပြီးတော့သူ့ဘဝလေးအခြေကျအောင်မြင့်တင်ပေးကြကြတာဖြစ်ပါတယ်ပရိသတ်ကြီးရောအနေဆုပ်ပြီးမဲ့ဇီအိုက်ကောင်းတဲ့မန္တလေးရဦးလေးကြီးကိုကုညီခြင်းစိတ်ဖြစ်မိလားဆိုတာကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်